အားလုံးပဲမင်္ဂလာပါချင်းမိုင်မှာရှိတယ်ကျွန်တော်ရဲ့မိတ်ဆွေတယောက်ပေါ့ဗျာစီးကျိုဝင်းနာရှင်ဒါလူနာတယောက်ပေါ့ဗျာဒီနေ့သူစီးသွားရင်းနဲ့စီးထဲမှာတွေးခဲလေးတွေပါလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုလှမ်းတိုင်ပင်လာကြောင်းမလို့ကျွန်တော်ဒါ home visit တော့တွက်ကြည့်ပေးတယ်ပေါ့ဗျာတွက်ကြည့်ပြီးတော့သူ့ကိုကျွန်တော်ဒါလိုအပ်တာတွေကိုကျွန်တော်ဒါညွှန်ကြားခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ဆက်လင်းပြီးတော့ပေါ့နော်အခုနားထောင်နေခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းပေါ့နော်ကျမကြီးဘုသူတာရရအောင်လို့စီးကျိုဝင်းနာရှင်တယောက်မှာပေါ့ဗျာစီးထဲမှာတွေးပါလာတယ်ဆိုခဲ့ရင်ဘာအကြောင်းအရာတွေကြောင့်မလို့ဖြစ်နိုင်တယ်လဲကျွန်တော်တို့ဘယ်လိုမျိုးစစ်ဆေးမှုတွေလုပ်တင်တယ်လဲဆိုတာကိုပေါ့နော်ကျွန်တော်အနေနဲ့ညှဝေတော့မှာပဲဖြစ်တယ်ဗျအဲ့တော့စီးထဲမှာတွေးပါလာကိုစစ်တင်များခေါ်မှာတော့ hematuria လို့ခေါ်တယ်ပေါ့ဗျာအဲ့တော့ဒီ hematuria ပေါ့နော်စီးထဲမှာတွေးပါခြင်းဟာစီးကျိုဝေနာရှင်တယောက်မှာဖြစ်လာခဲ့ပြီဆိုခဲ့ရင်ဒါကမပေါ်ဆတဲ့နဲ့ဒါလက္ခဏာလေးတွေကတစ်ခုပဲဗျပြီးတော့နောက်တစ်ချက်သတိထားမှာဒါကစီးကျိုတစ်ခုတည်းကြောင့်လည်းဖြစ်ချင်မှာဖြစ်မယ်တခြားသောအရေးကြီးတဲ့ယောဂတွေရဲ့သတိပေးလက္ခဏာတွေလည်းဖြစ်နိုင်တယ်ပေါ့ဗျာအဲ့တော့ဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်ကအရေးကြီးတဲ့အကြောင်းအရာ10ချက်ကိုမျှဝေသွားပါမယ်ဗျနံပါတ်1ကတော့စီလန်ကြောင့်ပိုးဝင်လာကြောင့်ဘလို့ကတော့အဖြစ်များဆုံးပဲပေါ့ဗျာအဲ့တော့စီးကျိုဝင်လာရှင်တယောက်ကကိုယ်ကအားနေသွားတတ်တယ်တာမန်လူတွေထက်စားခဲ့ပေါ့နော်အဲ့တော့ main ကလေးဖြစ်ခဲ့တဲ့ဆိုကြရင်ပိုဆိုးတယ်စီလန်ကြောင့်ပိုးဝင်လွဲတာပိုးဝင်လာကြောင့်မလို့စီလန်ကြောင့်မှာရောင်ရမ်းမှုတွေဖြစ်သွားပြီးတော့စီးထဲမှာတွေးပါလာတာမျိုးဖြစ်နိုင်တယ်လက္ခဏာအဖြစ်ကတော့စီးတဲ့တွေးမပါခင်မှာပဲစီးသွားတယ်ဆိုတဲ့အချိန်မှာပူဆက်ပူလောင်ဖြစ်တာတို့စီးခဏခဏသွားချင်တာတို့စီးအောင်တာတို့ပြီးတော့ချမ်းတုံလာပြီးတော့ဖျားတယ်ဗျာတချို့တော့လူတွေမှာလည်းချမ်းတုံချင်မှတော့တုံတယ်ဒါပေမဲ့အဖျားနဲ့ပါတွဲဆက်လာခဲ့တယ်ဆိုခဲ့ရင်တော့လေဒါက UTI လို့ခေါ်တဲ့ urinary tract infection ဗျာစီးတဲ့ကြောင့်ပိုးဝင်တာကိုသတိထားတင်တယ်ပေါ့ဗျာအဲ့ဒါဆိုခဲ့ရင်တော့လေကျွန်တော်တို့ရေနည်းများတောက်မယ်ကိုယ့်ရဲ့ဒီစီးလန်ကြောင့်ကိုဒါတက်ရှင်ရေးလေးလုပ်မယ်လိုအပ်ခဲ့မယ်ဆိုခဲ့ရင်တော့ norfloxacin ပေါ့နော်ဒါ400 mg ပါတဲ့စီးတွေကိုတနေ့ကို2ကြိမ်ပေါ့ဗျာဒါ9ရက်ပြည့်အောင်နော်ဒါတောက်တင်တယ်ပေါ့နော်ပြီးတော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့လိုအပ်တဲ့စစ်ဆေးမှုတွေကုသမှုတွေဒါလုပ်လိုက်မယ်ဆိုခဲ့ရင်တော့စီးလန်ကြောင့်ပိုးဝင်တာကပျောက်ကင်းနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့စီးစတင်ဖြစ်တည်တဲ့ကြောက်ကပ်ပေါ့ဗျာပြီးတော့စီးဆင်းလာတယ်ဆိုတော့ကျွန်တော်စီလန်ချောင်းပေါ့ဗျာကစ်ဒနီနဲ့ကျွန်တော်ယူရီတာဒါမှမဟုတ်လေယူရီထရာပေါ့ဗျာအဲ့လိုစီလန်ချောင်းတွေမှာကြောက်ဖြစ်နိုင်တယ်ပေါ့နော်အထူးဖြင့်တော့အထိုင်နေရတယ်ဆိုတဲ့လူတွေရေတောက်နေတယ်ဆိုတဲ့လူတွေမှာကြောက်ဖြစ်တည်စေနိုင်တယ်အဲ့လိုကြောက်ကကြတော့စီးပြုံတစ်လျှောက်ကိုဆင်းလာတယ်ဆိုတဲ့အချိန်မှာဒီစီလန်ချောင်းကိုပုံပဲမှုတွေဖြစ်စေပြီးတော့တွေးရုပ်စိတ်မှုတွေဖြစ်စေနိုင်တယ်ဗျအဲ့တော့ဒီစီးကြောက်တဲ့လူနာတွေမှာဆိုခဲ့ရင်ခါနာတာလို့ပြီးတော့ဒီ bite out ပိုင်းတွေပေါ့ညာCZ တို့ဒီလိုနေရာတွေမှာနာတယ်ပြီးတော့စီလက်ကြောင်းထဲမှာကျွန်တော်တွေးပါတယ်ဗျာအဲ့ဒါလေးအပြင်ကိုပြုတ်လာအန်လာတွေနဲ့လည်းတွဲပြီးတော့ဖြစ်စေတတ်တယ်ဗျပြုတ်ရတယ်ဆိုတာကကြတော့ခန္ဓာကိုယ်ထဲမှာမရှိတဲ့အရာတစ်ခုခုကိုခန္ဓာကိုယ်ကနေပြီးတော့အပြင်ရောက်အောင်တွန်းထုတ်တယ်ဆိုတဲ့အချိန်မှာခန္ဓာကိုယ်ထဲမှာသူကလည်းသူဖြစ်တည်လာတယ်ပေါ့နော်ကျွန်တော် defense mechanism တစ်ခုပဲဗျဥပမာအရန်နာလုံးနဲ့ဆိုခဲ့ရင်တော့လေပြုတ်လာတာလို့ပြီးတော့ဆောနာကြောလို့စီးကြောက်တွေကိုပေါ့နော်ပြင်ဘက်ကိုကျွန်တော်တွန်းထုတ်တယ်ဆိုတဲ့ချိန်မှာပေါ့နော်ခန္ဓာကိုယ်ရဲ့ဒီ defense mechanism အနေနဲ့ပြုတ်အန်လာတာလို့ဒါမျိုးလေးတွေကတွဲပြီးတော့ဖြစ်စေတတ်တယ်ဗျတော့နံပါတ်3အနေနဲ့ကတော့စီးကျိုသမားတွေမှာကြောက်ကက်ကထိလွယ်တယ်ပေါ့ဗျာအဲ့ဒါကို diabetic kidney disease လို့ခေါ်တယ်ပေါ့နော်အဲ့တော့စီးကျိုဝေနာကိုနှစ်ပေါင်းများစွာမထိန်းထားနိုင်ခဲ့ဘူးဆိုကြရင်ကြောက်ကက်တီထိလာအဲ့တော့ပုံမှန်အားဖြင့်ကတော့စီးတဲ့ကိုပေါ့နော် protein တွေယူစိတ်တာကတော့ပိုများတယ်ဒါပေမဲ့လည်းတချို့သောလူနာတွေမှာတွေးပါယူစိတ်မှုဖြစ်လာတတ်တယ်ဗျအဲ့တော့ကြောက်ကက်ဝေဒနာဖြစ်လာပြီဆိုကြရင်ခြေထောက်ဖောလာလေးတို့တွေးပေါင်ချိန်တက်လာတာလေးတို့ပြီးတော့ကြောက်ကက်ကိုစစ်ကြည့်လိုက်တယ်ဆိုကြရင်ကြောက်ကက်ရဲ့လုပ်ငန်းဆောင်တာတွေကျဆင်းနေတာလေးတို့ဒါတွေနဲ့တွဲပြီးတော့ဖြစ်လာတတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ C8 ကင်ဆာတို့ကြောက်ကက်ကင်ဆာတို့ကြောင့်လည်းစီလန်ကြောင်းထဲမှာတွေးပါလာမျိုးတွေကဖြစ်စေတတ်တယ်ဗျbladder ကင်ဆာပေါ့နော်သူကစီးထဲမှာတွေးပါလာရဲ့အရေးကြီးတဲ့အကြောင်းရင်းတွေကတစ်ခုပဲဖြစ်တယ်ဗျအဲ့တော့စီးထဲမှာတွေးပါတယ်ဆိုတဲ့အချိန်မှာနာသလားမနာသလားဒါကျွန်တော်တို့သုံးသပ်တင်တယ်ပေါ့နော်နာကျင်မှုမရှိဘဲနဲ့တွေးထဲမှာหนีရဲလာတယ်ဆိုကြရင်ဒါက C8 ကင်ဆာရဲ့လက္ခဏာတွေကတစ်ခုပဲပေါ့နော်ပြီးတော့စီးကိုခဏခဏတွားချစ်စိတ်ဖြစ်စေတတ်တယ်စီးအောက်လာမျိုးလေးတွေဖြစ်စေတတ်တယ်ဗျဆိုတော့စီးတွားရင်းနဲ့စီးလန်းချောင်းမှာနာတာမဟုတ်ပဲနဲ့စီးအိမ်နေရပေါ့နော်ဘိုက်မှာနာလာတာမျိုးလေးဒါတွေကကြတော့စီးအိမ်ကင်ဆာရဲ့လက္ခဏာတွေကတစ်ခုပဲပေါ့ဗျာနောက်တစ်ခုကတော့ကြောက်ကက်ကင်ဆာပေါ့ဗျာကြောက်ကက်ကင်ဆာဖြစ်ရင်လည်းစီးထဲမှာတွေးပါလာနိုင်တယ်အဲ့တော့ခါနာတယ်တို့ကိုလေးချိန်ကရုတ်တရက်ကြီးတို့ဗျာတပတ်လောက်တော့တွေ့မှာရုတ်တရက်ကြီးထိုးကျသွားတယ်တို့ပြီးတော့လူကနေလို့ထိုင်လို့မကောင်းအားနေလာတယ်လို့ဒါဆိုခဲ့ရင်တော့လေဒါကင်ဆာရဲ့လက္ခဏာတွေဖြစ်နိုင်တာကြောင့်မလို့မပေါ်မဆနဲ့စစ်ဆေးတင်တာတွေကိုစစ်ဆေးတင်ပါတယ်ဗျနောက်တစ်ခုကတော့အမျိုးသားတွေမှာဆိုခဲ့ရင်တော့လေစီးချိန်နဲ့ပတ်သက်တဲ့စီးကျိတ်ကြီးတယ်ပေါ့ဗျာ BPH လို့ခေါ်တယ် benign prostatic hyperplasia ပေါ့နော်ဒီလိုလူမျိုးတွေမှာလည်းစီးထဲမှာတွေးပါတတ်တယ်သူတွေတော့အသက်50ကျော်လာတဲ့အမျိုးသားတွေမှာစီးကျိတ်ရောင်လာမျိုးတွေကဖြစ်စေတတ်တယ်အမျိုးသားတယောက်ပေါ့ဗျာအသက်လည်း50ကျော်လာပြီးညဘက်ကိုစီးခဏခဏထသွားရတယ်စီးသွားတာခက်တယ်ပြီးတော့စီးကကြာမျိုးသားတွေကစီးဆိုရင်ဒါကော့ပန်တယ်ပေါ့နော်အဲ့လိုဆိုတဲ့အချိန်မှာကိုယ့်ရဲ့စီးသွားတဲ့အားကနည်းတယ်ပေါ့ဗျာကျွန်တော်တို့လူနာတွေဆိုရင်မေးတယ်ပေါ့နော်စီးသွားတယ်ဆိုတဲ့အချိန်မှာကိုယ့်ခြေမတွေဆိုတလားပြောမယ်ဆိုကြရင်တော့စီးကအများကြီးမပန်းနိုင်တော့ပဲနဲ့
စီးရဲ့ flow ပေါ့ဗျာအဲ့ဒါကနေလာတယ်ဆိုတဲ့အချိန်မှာအောက်ကိုကျသွားတယ်ပေါ့ဗျာပြီးတော့စီးသွားခြင်းတယ်ညစ်သွားမိတယ်အဲ့အချိန်မှာမထွက်ဘူးအဲ့ချိန်မှာလုံးဝဖြေလျှော့လိုက်တယ်ဆိုတဲ့အချိန်မှာစီးကထွက်လာတာပေါ့နော်အဲ့လိုလက္ခဏာမျိုးလေးတွေဖြစ်သလားစီးတဲ့တွေးပါလာကဒါနဲ့တွေးလာတယ်ဆိုခဲ့ရင်တော့လေဒါကစီးချိတ်ကြီးတာကြောင့်မလို့ဖြစ်တယ်ဒါစီးတဲ့တွေးပါခြင်းပေါ့ဗျာနောက်တစ်ခုကတော့စီးချိတ်ကင်ဆာပေါ့အဲ့တော့ကင်ဆာရဲ့လက္ခဏာတွေကိုမှရှိသလားဒါတွေကိုစီစစ်ကပါပေါ့နော်ဆိုတော့ကျွန်တော်တို့စီးချိတ်ကြီးတာရဲ့လက္ခဏာတွေအပြင်ကိုပေါ့ဗျာခါနာလာသလားပြီးတော့ကိုလေးချိန်တွေကြာလာသလားကိုယ့်ရဲ့အယိုးစစ်တွေနာလာသလားဒါတွေကိုဒါစီစစ်တင်တယ်ပေါ့ဗျာနောက်တစ်ခုပေါ့နော်အရေးကြီးတဲ့လက္ခဏာရှားတော့ရှားတယ်ဒါပေမဲ့လည်းမဖြစ်ဘူးလို့တော့လည်းမပြောနိုင်ဘူးပေါ့ဗျာစီးကျိုဝေနာရှင်တွေမှာတွေ့ရတဲ့ဒီကြောက်ကဲယောဂတစ်မျိုးကြောင့်လည်းစီးထဲမှာတွေ့ပါလာတတ်တယ်ဗျဒါကို renal papillary necrosis လို့ခေါ်တယ် necrosis ဆိုတာကတော့ကျွန်တော်တို့ဒါပုတ်တယ်လို့ပြောတာပေါ့ဗျာကြောက်ကဲထဲမှာရှိတဲ့ papilla လို့ခေါ်တဲ့ဒီ tissue လေးတွေပုတ်တာအဲ့တော့ papilla ဆိုတာကဘာလဲပေါ့နော်ကြောက်ကဲထဲမှာစီးတွေစုဆောင်းဖို့အတွက်ပေါ့နော်ထိပ်ပိုင်း tissue တွေပေါ့နော်ဒါလို့ papilla လို့ခေါ်တယ်သူတို့စီကိုတွေးစစ်စစ်မှုပေါ့ဗျာတွေးလက်ပတ်မှုနည်းသွားပြီးတော့ဒီပပလာလေးတွေပျက်စီးသွားတယ်ပျက်စီးတာကနေပြီးတော့တွေးရုပ်စိတ်မှုတွေဒါဖြစ်စေတတ်တဲ့ကြောင့်အဲ့တော့ renal papillary necrosis ဆိုတာကကြတော့စီးကျိုဝေနာရှိတဲ့ဆိုတဲ့လူတွေဒါမှမဟုတ်လည်းကိုက်ခဲတယောက်ဆေးတွေကိုအများကြီးဆွဲတုံးတက်တဲ့လူတွေပြီးတော့ကြောက်ကက်ထိကိုပိုးဝင်သွားတယ်ဒါစီးပိုးဝင်တာတွေမကဘူးကြောက်ကက်ထိကိုပိုးဝင်နေတယ်ဆိုတဲ့လူတွေမှာဒီ renal papillary necrosis ဖြစ်ပြီးတော့စီးတဲ့ကြောင်းထဲမှာစီးသွားရင်တွေးပါလာမျိုးလေးနဲ့လည်းကြုံတွေ့တတ်တယ်ပေါ့ဗျာအဲ့တော့သူကဘိုင်းနဲ့တွေးလာတတ်လဲပေါ့နော်သူကဒီ bladder cancer လို့မဟုတ်တာကတော့လေစီးသွားနေစေမှာအရန်ကိုနာတယ်စီးကြောက်မှာလည်းအဲ့လိုပဲပေါ့နော်စီးသွားနေစေမှာအရန်ကိုနာတယ်ပေါ့နော်နောက်တစ်ချက်ကတော့ကြောက်ကက်ရောင်ရမ်းတယ်ဆိုတဲ့ယောဂတွေဗျာစေတနာခေါ်တော့ glomerulonephritis လို့ခေါ်တယ်ပေါ့ဗျာကြောက်ကက်မှာဒါရောင်ရမ်းမှုဖြစ်တယ်အဲ့ဒီချိန်မှာကြောက်ကက်ကနေပြီးတော့စီးခြင်းနဲ့စစ်ထုတ်ပေးရတယ်ဆိုတဲ့အစိတ်ပိုင်းတွေပေါ့နော်ဒါ glomerulus လို့ခေါ်တယ်ဒါတွေရောင်ရမ်းမှုဖြစ်တယ်ဆိုတဲ့အချိန်မှာစီးတဲ့ကိုတွေးတွေ protein တွေကယိုစိတ်လာဒါဆိုရင်လည်းစီးသွားရင်လည်းတွေးပါတတ်တယ်ပေါ့ဗျာသူကဘာတွေနဲ့တွဲဖြစ်လာနိုင်လဲဆိုတော့မျက်နှာတွေပေါ်လာမယ်ခြေလက်တွေအန်းလာမယ်တွေးပေါင်းချိန်တွေတက်လာမယ်ဗျာပြီးတော့စီးရရောင်ကရှင်းလာမယ်တွေးခါလေးကြရင်စီးထဲမှာအနီရောင်ပေါ့နော်ဒါတွေးတွေပါတတ်တယ်တွေးမပါတိတရောင်တော့မှလည်းစီးကပေါ့နော်ဝဝရှင်းရှင်းကြီးတွေလို့ဒီလိုစီးရောင်ရှင်းလာတယ်နဲ့လည်းတွေးပြီးတော့ဖြစ်နေတတ်တယ်ဗျာပြီးတော့စီးထဲမှာတွေးပါပြီဆိုခဲ့ရင်လူနာတယောက်နေတယ်နော်ကိုပြန်စီစစ်တဲ့အရာတစ်ခုရှိတယ်ဗျာစီးကျိုဝေနာရှင်တွေမှာပေါ့နော်နှလုံးယောဂါလို့ဒီလေထက်ယောဂါလို့ကျွန်တော်တို့မဖြစ်အောင်လို့ပေါ့နော်တွေးချင်းဆေးတွေပေးထားလိမ့်ရှိတယ်ဗျ။ဥပမာ aspirin တို့ warfarin တို့လိုဆေးတွေကိုကဆွဲတောက်နေရတယ်ဆိုခဲ့ရင်စီးထဲမှာတွေးပါလာမျိုးလေးတွေလည်းတွေးပြီးတော့ဖြစ်လာတတ်တယ်ဗျ။အဲ့တော့ကိုကတွေးချင်းဆေးတွေတောက်နေရတယ်ကိုစီးထဲမှာတွေးပါတယ်ဆိုခဲ့ရင်တော့လေကိုကိုဆေးပေးထားတဲ့ဆရာဝန်နဲ့ဒေတာတိုင်ပင်ပြီးတော့လိုအပ်တဲ့စစ်ဆေးမှုတွေကုသမှုတွေဒါပြုလုပ်တင်ပါတယ်ဗျ။အဲ့တော့စီးတို့ဝင်လာရှင်တယောက်ဗျာကိုစီးရောင်ကနီနီရဲရဲဖြစ်နေတယ်စီးထဲမှာလည်းတွေးခဲတွေပါလာပြီပြီးတော့ကိုကဗျာချမ်းစိမ့်ပြီးတော့ဖျားတယ်ပြီးတော့ခါးတွေအရန်ကိုကြိုက်လာတယ်လို့စီးကနဲလာတယ်လို့ကိုလေးချိန်ကပေါ့ဗျာရုပ်တရက်ကြီးကျလာတယ်လို့ဒါမျိုးလေးတွေဖြစ်လာခဲ့တယ်ဆိုကြရင်တော့လေဆရာဝန်နဲ့တေချာတိုင်ပင်ပြီးတော့လိုအပ်တဲ့စစ်ဆေးကုသမှုတွေကိုဒါပြုလုပ်တင်တယ်ဗျအဲ့တော့စီးချိုဝင်လာရှင်တယောက်ကစီးထဲမှာတွေးပါပြီဆိုကြရင်စီးချိုကြောင့်ကြီးပဲလို့ဒါတတ်မှတ်တဲ့မေးစားတာနဲ့စီးတဲ့ကြောင့်ပိုးဝင်လာမျိုးလေးလည်းဖြစ်စေနိုင်တယ်ပြီးတော့စီးကြောက်တယ်လာမျိုးလို့စီးကျယောဂါလို့ကင်ဆာယောဂါလို့ကြောက်ကက်ယောဂါလို့အပါဝင်ပေါ့ဗျာအရေးကြီးတယ်တခြားအကြောင်းရင်းတွေလည်းရှိနေနိုင်တာကြောင့်မလို့ဆရာဝန်နဲ့စစ်ဆေးကုသမှုတွေပြုလုပ်ဖို့အတွက်လိုအပ်တယ်အဲ့တော့ကြာဆရာကျွန်တော်တို့ကျမတို့ကနိုင်ငံရေးခြားရောက်နေတာပဲဖြစ်ဖြစ်ဗျာအဲ့ဒါဆိုခဲ့ရင်ဘယ်လိုမျိုးစစ်ဆေးမှုတွေကိုပြုလုပ်တင်တယ်လဲပေါ့ဗျာအဲ့တော့ hematuria လို့ခေါ်တဲ့ဒီစီးထဲမှာတွေးပါတဲ့လူနာတယောက်အနေနဲ့လက်တွေ့ပေါ့နော်အနည်းဆုံးဘာတွေစစစ်တက်တယ်လဲဗျာနံပါတ်1ကတော့စီးစစ်လိုက်ပေါ့ဗျာစီးစစ်လိုက်ပြီဆိုခဲ့ရင်စီးထဲမှာတွေးနေဦးဘယ်လောက်ပါဝင်မှုရှိတယ်လဲတွေးနေဦးဘယ်လောက်ပါဝင်မှုရှိတယ်လဲပြီးတော့ protein တွေပေါ့ဗျာဘယ်လောက်ပါဝင်မှုတွေရှိတယ်လဲဒီ protein အနေနဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကြောက်ကက်ကိုဘယ်လောက်ထိတယ်လဲဆိုတာကကျမိုက်ဝင်တဲ့နေတာမှန်းဆတတ်တယ်ပေါ့ဗျာပြီးတော့အချိုဓာတ်တွေဘယ်လောက်ပါဝင်လာရှိတယ်လဲပေါ့နော်ကိုယ့်ရဲ့စီးထဲမှာပေါ့ဗျာပုံမှန်ဘယ်ຢာတွေပါဝင်နေတယ်လဲဆိုတာကိုကျွန်တော်စစ်ကြည့်သိတယ်ပေါ့ဗျာပြီးတော့နောက်တစ်ခုကတော့စီပိုမွေးရလို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ကာချာလုပ်လိုက်တယ်အဲ့တော့ကိုယ်စီးတဲ့ကြောင်းထဲမှာပိုးဝင်မှုရှိမရှိဒါစစ်ဆေးပြီးသိနိုင်တယ်ပိုးဝင်နေခဲ့ပြီဆိုခဲ့ဘယ်လိုမျိုးစားမျိုးပိုးဝင်နေတာလဲဒီပိုးကိုတက်စေနိုင်တော့တယ်ဘယ်လိုမျိုး antibiotic ပေါ့ဗျာပလိစီဝါဆေးမျိုးနဲ့ကုသမလဲဆိုတာကိုကျွန်တော်တို့ကာချာလုပ်ကြည့်တယ်ဆိုခဲ့ရင်ကျွန်တော်တို့သိတာနိုင်တယ်ဗျအဲ့တော့နှစ်ချက်ရှိသွားပြီစစ်ကြည့်မယ်ပြီးတော့စီပိုမွေးကြည့်မယ်ပေါ့နော်နောက်တစ်ခုကတော့တွေးစစ်ကြည့်မယ်ဗျဘာတွေစစ်မလဲပေါ့နော်ဆိုတော့တွေးရနေတာမျိုးတွေနဲ့တွဲပြီးဖြစ်နေသလားပေါ့နော်ပြီးတော့ကြောက်ကက်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ creatinine တို့ EGFR တို့ပြီးတော့ urea တို့ပေါ့နော်ဒါတွေကိုကျွန်တော်စစ်ကြည့်တယ်နဲ့ပြီးတော့hemoglobin A1C အပါဝင်ဗျာကိုယ့်ရဲ့စီးကျိုနဲ့ပတ်သက်ပြီးတော့ဒါစစ်ဆေးမှုတွေဒါပြုလုပ်တင်တယ်ပေါ့ဗျာကိုကစီးကျိုဘယ်လောက်ထိထိန်းထားနိုင်တယ်လဲအဲ့တော့စီးကျိုထိန်းထားနိုင်မှုနည်းလေတခြားစီးကျိုရဲ့နောက်ဆက်တွဲလက္ခဏာတွေဖြစ်နေတယ်ပေါ့ဗျာအဲ့ထဲမှာကြောက်ကက်ကြတာလည်းပါဝင်ပေါ့နော်အဲ့တော့ဒါ Q site တယ်ပေါ့ဗျာပြီးတော့
ပြီးတော့ ultrasound ရိုက်ကြည့်လို့ရတယ်ultrasound အပြင်ကိုဗျာ KUB X-ray လို့ခေါ်တယ်ပေါ့နော် KUB ဆိုတာ K ဆိုတာက kidney ပေါ့ဗျာကြောက်ကက် U ဆိုတာကကျတော့ ureter state ပေါ့နော်ကျွန်တော်စီးပြုံနေ B ဆိုတာကတော့ bladder ပေါ့ဗျာဒါ C8 ပေါ့ဗျာဒါတွေကိုပေါ်အောင်ရိုက်တယ်ကျွန်တော်တို့ဒီဓာတ်မှန်တွေရှိတယ်ပြီးတော့ ultrasound ထဲမှာလည်းဒါတွေကိုကြည့်ရမှာပေါ့ဗျာအဲ့တော့ကြောက်တယ်လားတို့လေးတွေဖြစ်နေသလားစီးကျိတ်ကြီးနဲ့ကြီးနေသလားပြီးတော့စီးကျိတ်ရဲ့အရွယ်စားတွေရှိတယ်ပြီးတော့ C8 ရဲ့မှာအဲ့ဒီကနေပြီးတော့စီးကျိတ်ရဲ့အရွယ်စားကိုကျွန်တော်တို့သိရှိနိုင်တယ်ပြီးတော့ C8 ထဲမှာရောတခြားအကျိတ်တွေရှိသလားပြီးတော့ဟိုစီးကျန်နေတာရှိသလားဒါမျိုးလေးတွေကိုဒီ KUB X-ray လို့ဒါမှမဟုတ် ultrasound လို့ပါတယ်ပေါ်နိုင်တယ်ဗျာဒါကတော့ဟိုအခြေခံစစ်တဲ့တယ်ဆိုတဲ့အရာတွေပေါ့နော်အဲ့တော့ကျွန်တော်တို့စစ်ကမယ်လိုအပ်ရင်ကချာယူလိုက်မယ်ပြီးတော့အခြေခံတွေးစစ်တာလေးတွေလုပ်ရမယ်စီဂျိုထိန်းနိုင်မထိန်းနိုင်ကိုစစ်ဆေးကြည့်ရမယ်ပြီးတော့ ultrasound ပဲဖြစ်ဖြစ် KUB X-ray ပဲဖြစ်ဖြစ်ဒါရိုက်ရမယ်ပေါ့ဗျာဒါကတော့အခြေခံစစ်ကမယ်ဆိုတဲ့အရာကဲထပ်လို့လာခဲ့ပြီဆိုခဲ့ရင်တော့ကျွန်တော်တို့ CT ရိုက်ကြည့်တယ်သူချင်းတော့ဒီကြောက်ရှိနေတယ်လို့ကျွန်တော်တန်တရားရှိတယ်ဆိုခဲ့ရင်ကြောက်ကဘယ်နေရာမှာရှိတယ်လဲတိကျကျသိဖို့အတွက်ပြီးတော့ကို့မှာကင်ဆာတန်တရားဖြစ်ခဲ့တယ်ဆိုခဲ့ရင်ကျွန်တော်တို့ဒီလူနာမျိုးတွေကိုကျွန်တော်တို့ CT ရိုက်ပေးတယ်တခါလေကြာရင်ကြာဟိုစီးထဲမှာတွေးပါတဲ့အကြောင်းရင်းကမရှင်းလင်းဘူးဆိုခဲ့ရင်တော့ CT ရိုက်ကြည့်လိုက်တယ်ဆိုတဲ့အချိန်မှာဖြစ်စေတဲ့အကြောင်းရင်းကပို့ပြီးတင်ရှာရှာပေါ်လာတာမျိုးတွေနဲ့လည်းတွေ့ရတယ်ဒါမျိုးတွေဆိုတဲ့အချိန်မှာလည်း CT ရိုက်ကြည့်တယ်ဗျာပြီးတော့cystoscopy လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ C8 ထဲကိုမှန်ကြောင်တိတိလေးပေါ့နော်ဒီကင်မရာတိတိလေးထည့်ပြီးတော့ကျွန်တော်ဓာတ်ရိုက်ကြည့်တယ်ပေါ့နော်လူချင်းတော့အသက်40ကျော်တယ်ဆိုတဲ့လူနာတွေပြီးတော့ စိတ်တောက်တာများတဲ့လူနာတွေပြီးတော့မနာမကျင်ပဲနဲ့စီးထဲမှာတွေးပါတယ်ဆိုခဲ့ရင်ဒါစစ်တင်တယ်ဗျဒါ bladder cancer လို့ကျွန်တော်တို့ဒါတန်တရားရှိလို့ရတယ်ပေါ့နော်နောက်တော့အမျိုးသားတွေမှာဆိုခဲ့ရင် CT ကြီးမကြီးကိုကျွန်တော်တို့တွေးစစ်ကြည့်ရင်ကျွန်တော်တို့သိနိုင်တယ်ပေါ့နော်ဒါ PSA test လို့ခေါ်တယ်ပြီးတော့ဒီ urine cystology လို့ခေါ်တယ်ပေါ့နော်ဒါစီတန်းကြောင်းထဲမှာ cancer cell ရှိမရှိကျွန်တော်စစ်ကြည့်လို့ရတယ်လိုအပ်ခဲ့မယ်ဆိုခဲ့ရင်တော့ဒီအကျိတ်တွေပိုင်းတွေ့ခဲ့တယ်ဆိုခဲ့ရင်တော့ကျွန်တော်တို့ biopsy ယူကြည့်မယ်ဗျာအထူးသဖြင့်တော့ glomerulonephritis တို့လို့တခြားကြောက်ကက်ယောဂတွေမှာတန်တရားရှိခဲ့တယ်ဆိုခဲ့ရင်တော့လေဒီ kidney biopsy ယူကြည့်ပြီးတော့ဒီကြောက်ကက်မော်ဗျာကလပ်စီတွေဘယ်လိုမျိုးပျက်စီးမှုတွေဖြစ်နေတယ်လဲဘယ်လိုမျိုးပုံမှန်မှန်တာတွေဖြစ်နေလဲဆိုတာကိုကျွန်တော်တို့ဒါသိရှိထားနိုင်တယ်ဗျာဒါတွေကတော့စီးသွားရင်လည်းတွေးပါလာခဲ့တယ်ဆိုခဲ့ရင်ဖြစ်စီနိုင်တော့တဲ့အကြောင်းရင်း10ချက်နဲ့ဘာတွေကိုလုပ်တဲ့တယ်လဲဆိုတာကိုကျွန်တော်ကညဝေသွားတာပဲဖြစ်တယ်ဗျတကြနာလည်းဆရာဝန်နဲ့တေချာတိုင်ပင်ပြီးတော့လိုအပ်တဲ့ဒါစစ်ဆေးမှုကုသမှုတွေပြုလုပ်ခဲ့မယ်ဆိုခဲ့ရင်တော့လည်းအရန်ကြီးမစိုးရိမ်ပါနဲ့အဲ့တော့ကျွန်တော်ပြောနေကြစကားတစ်ခုရှိတယ်အရန်မကြောက်ပါနဲ့မကြောက်ဘဲနဲ့လည်းမနေပါနဲ့ဆိုတဲ့စကားလုံးအတိုင်းပဲစီးထဲမှာတွေးပါတယ်ဆိုခဲ့ရင်တော့လည်းအရန်ကြီးစိတ်မပူပါနဲ့ကျွန်တော်တို့ဗမာလူမျိုးတွေကတွေးဆိုခဲ့ရင်အရန်ကြောက်တယ်ကိုယ်ခန္ဓာကိုယ်ထဲမှာအကျိတ်ရှိနေတယ်လို့ပြောတာနဲ့တွေးတွေထွက်နေတာနဲ့အဲ့နှစ်ခုကိုရှင်းကြည့်ခဲ့ရင်လူတွေကလေတွေးဆိုခဲ့ရင်ပို့ပြီးတော့ကြောက်တတ်တယ်ဗျအဲ့တော့အရန်ကြီးတော့လုံလုံကဲကဲကြီးမကြောက်ပါနဲ့ဒါပေမဲ့လည်းမကြောက်ဘဲနဲ့လည်းမနေပါနဲ့ဒါကအရေးကြီးတဲ့ယောဂတွေရဲ့ဒါရှိတဲ့လက္ခဏာတွေဖြစ်စေနိုင်တာကြောင့်မလို့လိုအပ်တဲ့စစ်ဆေးကုသမှုတွေပြုလုပ်ပါလို့ပြောကြရင်လည်းကျွန်တော်ရဲ့ဒီနေ့ညဝမှုကိုကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးကျေးဇူးဖြစ်ထွန်းခဲ့မယ်ဆိုခဲ့ရင်တခြားမိတ်ဆွေတွေသိရအောင်လည်းမျှဝေပေးပါအောင်ကြပြီးတော့ကျွန်တော်ရဲ့ YouTube channel ကို subscribe မလုပ်ရသေးခဲ့ရင်လည်း subscribe လုပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်တယ်အားလုံးတက်ရှိကြမှာစိတ်ချမ်းသာကြပါစေ bye bye